မှာအကြီးမားဆုံးသောအပြစ်ဟာဘာလို့ကြားဘူးလဲဒါဥစဉ်လည်းနားရတာပေါ့ဗျာစဉ်းစားလိုက်ပါဦးမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့ဟိုအဝိဇ္ဇိကြတတ်တယ်အဝိဇ္ဇိကြတယ်နိယတဖြင့်ကြတတ်တယ်မဟုတ်ကြတယ်အမေတ္တအဖေတ္တလို့အဝိဇ္ဇိကြတဲ့လူကဒီကဘာပြက်လို့ရှိရင်လွတ်တယ်နိယတမိစ္ဆာဒိဋ္ဌိသမားများကတော့ဒီကဘာပြက်ရင်တခြားသောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်အပြစ်တကအပြစ်ထဲမှာမှားယွင်းတဲ့အယူအဆကိုမှန်တယ်ထင်ပြီးတော့လက်သင့်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအပြစ်အကြီးဆုံးပဲအဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အကြီးမားဆုံးအပြစ်ဟာဘာကြောင့်ဖြစ်တယ်လဲလို့နည်းနည်းလေးလေ့လာကြည့်ရမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှစ်ပါးရှိတယ်တဲ့ပရတောဂောတသူတစ်ပါးရဲ့နှုတ်ကနေပြီးတော့မှားယွင်းတဲ့သကားဆံတွေကြားရတယ်တဲ့သကားဆံကအင်္ဂါတစ်ချက်ဖြစ်တယ်နော်ကိုယ့်ရဲ့အတွင်းကနေပြီးတော့မှားယွင်းတဲ့နှလုံးသွင်းမှုအယောနိသောမနတိကာရဖြစ်တယ်တဲ့မှားတဲ့စကားတန်နဲ့မှားတော့နှလုံးသွင်းမှုဒီနှစ်ခုပေါင်းမိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်တဲ့ဟုတ်လားအပြစ်အကြီးဆုံးမိစ္ဆာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရားတစ်ခုသည်မှားယွင်းတဲ့စကားတန်ဖြစ်နေတယ်ဟုတ်လားဒါကြောင့်မှားယွင်းတဲ့အယူဆတွေကိုဖြန့်ချိတဲ့ပုဂ္ဂိုလ်တွေဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်အပြစ်ကြီးတယ်